ကိုလာစင်တယောက်ရွာတွေကနေမဲဆိုင်တစ်ခုရလို့အာရဝန်တာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အိမ်ရောက်တဲ့နဲ့သူ့ရဲ့လှပသေးတဲ့ဓာတ်ကန်ချက်နဲ့အစာအိမ်ကိုခွဲလိုက်ပါတယ်။ထို့နောက်မှာတော့အစာအိမ်ထဲမှာရရှိတဲ့အစာအဟောင်းများကိုတဲဦးတဲ့သို့တောင်းချလိုက်ပါတယ်။မဲဆိုင်အိမ်ကိုတန်ရှင်းစင်ကြယ်သွားအောင်လို့ရေနဲ့ဆေးကြောလိုက်ပါတယ်။ပြီးတော့မှချင်းနဲ့သို့ထည့်ထားလိုက်ပါတယ်။ရရှိလာသောဆေးဘက်ဝင်အစာဟောင်းများကိုရေထည့်၍သမအောင်မွေးထားလိုက်ပါတယ်။ရှာရှိလာသောအရည်တွေကိုအမုံဝါများမပေါအောင်လို့ခွက်တစ်ခုနဲ့ခတ်ကချင်းခံ၍တည်တည်ချာချာဆက်ပေးလိုက်ပါတယ်။ထို့နောက်မှာတော့ကံမီးဖိုလေးကိုဖွင့်ကထိုရည်များကိုတဲဦးရဲသို့ထည့်၍ပြပြနဲ့အပူပေးလိုက်ပါတယ်။ထို့နောက်မှာစားတောက်ဖို့အဓိကရေးကြီးတဲ့အချင်းတစ်ပုတ်အတွက်ကြက်သွန်ကိုပန်းဒါနဲ့လှီမြုပ်သီးစိမ်းကိုဒုံနဲ့ဒါနဲ့ခေါ်ပြီးကြက်သွန်ကိုပရိုက်လိုက်ပါတယ်။ပရိုက်လို့ရရှိလာသောကြက်သွန်မြုပ်သီးစိမ်းများကိုဒါနဲ့နှုတ်ဆင်းပြီးခွက်ထဲသို့ထည့်လိုက်ပါတယ်။ထို့နောက်မှာတော့အရေးချိုးရရှိလာသောရေများကိုထိုအချင်းပကံနဲ့သို့တစ်စွန်းနှစ်စွန်းလောက်ခတ်ထည့်လိုက်ပါတယ်။ထို့နောက်အချင်းရည်တွင်ပေါဝင်ပစ္စည်းများဖြစ်သောဆန်မှုန့်တကြားဖြူတကြားညူငံပြရီနန်းနမင်းတို့ကိုထည့်၍မှွေပြီးအရာတာကိုမြည်ဆန်းကြည့်လိုက်ပါတယ်။ယခုအချိန်မှာစားဖို့အဆင်သင့်ဖြစ်ပြီဖြစ်တဲ့အတွက်စင်မီတော်ဘော်ကိုတင်၍ဒါနဲ့တည်တည်ချာချာလှီးလိုက်ပါတယ်။ဒါနဲ့လှီ၍ရရှိလာသောအမဲအစအင်းကိုစင်မီတော်ဘော်တင်ပြီးအမဲသားအစိမ်းမုံလာဥနီပင်စိမ်းတို့နှင့်ရော၍စားဖို့အချင်းရည်တို့နှစ်ပြီးအာရပါရစားပါတော့တယ်။သူကြည်ရတာတော့စားလို့ကောင်းမဲ့ပုံပါပဲခင်ဗျာလူချင်းမင်းတို့လည်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုယ်ပေါင်းကိုယ်တာလှုပ်ရှားကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်